လူကြီးမင်းများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့မြန်မာထူးဆန်ကုမ္ပဏီရဲ့ပလဲလက်လီစပယ်ယာဌာနမှာတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတစ်ဦးပဲဖြစ်ပါတယ်အခုကျွန်တော်တို့စီရောက်ရှိလာတဲ့ပိုပစ္စည်းလေးမှနဲ့ကျွန်တော်မိတ်ဆက်ပေးချင်ပါတယ်အခုကျွန်တော်တို့ရောက်ရှိလာတဲ့ပိုပစ္စည်းလေးတွေကတော့ရှေးပေါက်7 M4 ပစ္စည်းလေးနဲ့10ပေါက်12 M4 ပစ္စည်းလေးများပဲဖြစ်ပါတယ်ရောက်ရှိလာတဲ့ပိုပစ္စည်းလေးတွေကတော့ရုံရဲ့ဖုန်းနံပါတ်လေးတွေကတော့39 4535 6393နဲ့4535 139 669တို့ကိုဆက်သွယ်မေးမြန်းနိုင်တယ်လို့လိုင်းသားရနော်ရီရုံရဲ့ဖုန်းနံပါတ်လေးတွေကတော့39 4239 239 910 39 4535 139 662တို့ကိုယုံကြည်စိတ်ချစွာမှာယူနိုင်ပါတယ်ခင်ဗျာ